ရွယ်ကချစ်သူကြောင်စင်မမေ့နိုင်ခဲ့တဲ့သူအပြောရဆုံးချိန်တွေကလူရည်စားဦးကိုလည်းခွေခဲ့ရတာလားအတူစဉ်းစားအချိန်နှလုံးသားကြာနောင်နာမကောင်းတဲ့ဝေဒနာကြောင့်ကောင်းတဲ့သူနေရာဟောင်းမှာမပြောင်းလဲသူကြောတဲ့ရွယ်ကချစ်သူကြောင်စင်မမေ့နိုင်ခဲ့တဲ့သူအပြောရဆုံး